ဖွဲ့တွေဘယ်ရောက်မှမတည်အမေကြောင့်လိုက်ကြတယ်တင်းသားလို့မရဘူးအဲအရာတိုင်းထိုင်ပြီး ခုနကတော့ ထိုင်ပြီးတင်းသားလိုက်အဲ့ပဲတင်းသားဟောခင်ဗျ ဟိုခုနကတော့မေပြောတယ်တရားလိုပဲလေဟိုမြို့သားတွေကရေကန်ထဲမှာတဲ့ဟိုရေဘဲတွေပေါ့ကြောဘဲတွေကရေကန်ထဲလာပြီးတော့ဟိုနေနေတာမြို့သားတွေကထိုင်ကြည့်နေကြတာအဲ့မှာဒေါသတယောက်ကလာပြီးတော့ဟာဒီလူတွေဘဲချောင်းနေတာပေါ့လေဒိတွေလည်းကြီးတွေလှတယ်ပေါ့မင်းဝဲချင်းလို့လားကွာလို့မြို့သားတွေကပြောရတယ်ရောင်းရင်ဝယ်တာပေါ့ကြာတကောင်ဘယ်လောက်တုံးတော့တကောင်တစ်ချက်ပေါ့ဟာမြို့မှာတော့မှမရဘူးဟာဒီကောင်တွေဘဲသေးကြောင်းမသိပဲနဲ့တကောင်တစ်ချက်နဲ့ရောင်းတာဘယ်နှကောင်ကြည့်တော့ဆိုကိုကလည်းရမ်းပြောလိုက်တာပေါ့30ရှိတယ်လို့ပြောတာပတ်စံ30ပေးတယ်ဘယ်လေးလဲ အဲ့ကျတော့မြို့သားတွေကဘဲအကောင်30ကိုဟိုရောင်းလိုက်တာတကောင်တစ်ချက်နဲ့ပတ်စံ30ရပြီဆိုမြို့သားတွေပြန်သွားတယ်ဟိုဒေါသအယူကဟိုကန်တွေကဘဲတွေထိုင်ဆောင်နေရတယ်ငါဘဲတွေနေညနေကျတော့ဘဲတွေကတောထဲကိုပြန်သွားရောငါဘဲတွေဘေးသွားမသိဘူးဆိုတော့တောထဲလိုက်တော့ဘဲတွေကတောထဲကဘဲတွေဆိုတော့ရိုင်းနေဆိုတော့တောထဲပြန်သွားကျန်တဲ့ဘဲလေးတွေရှိဦးမှာပဲဆိုသွားကြည့်တော့ကျန်တဲ့ဘဲလေးတွေ4-5ကောင်လောက်ကျန်သေးတယ်ဟိုငါဘဲလေးတွေကျန်ပါသေးတယ်ဆိုတော့အဲ့ဒါလည်းအချိန်တန်တော့ပြန်သွားတော့အချိန်တန်တော့ပြန်သွားတော့ဟိုဘဲဝယ်ထားတဲ့လူကယူရမလို့ဖြစ်နေပြီဘဲတွေကတကောင်မှမရှိတော့တောထဲပြန်သွားပြန်ကုန်တာအခုလည်းအမေလည်းအဲ့လိုပဲလေငါသားသမီးတွေနဲ့ဘဲတွေအချိန်တန်တော့သူကပြန်တောထဲပြန်ကုန်တာတောထဲဘဲတွေဆိုတော့တောထဲပြန်သွားဟင်ပြန်ကြတော့မိုက်ပြန်လာမှဝေးရပြန်လာလိုက်မမြအောင်ပြန်ကြတာဟုတ်တယ်မလားအဲ့ဒါအမေကငါပဲလှုပ်တော့မလားအတောင်းနေတော့ပဲပြန်ရနော်ငါလာဒီနေကောင်း လုံးနဲ့လေနော်လုံးရမယ်မွေးလာတယ်မေးရတာသမီးကိုမေးတော့လည်းညောတာမတိလို့တစ်ချက်နဲ့ဝယ်မိတာဟုတ်မတိလို့ဝယ်မိတာဟုတ်မဝယ်တော့နဲ့ဝယ်လို့မရောင်းလို့လည်းရတော့ဝယ်လို့လည်းမရတော့ဝယ်လို့လည်းမရတော့လက်မိုင်ဆိုင်ပြီးတော့ဝယ်ရုံနဲ့ပြတ်သွားပြီဝယ်ရုံလည်းပြတ်သွားပြီဟုတ်ဝယ်ရုံနဲ့အကြီးကြီးပြတ်သွားတယ်ဝယ်တော့နဲ့ရောင်းတော့နဲ့ဝယ်လာလည်းမရှိဘူးဝယ်ရလည်းမရှိတော့ဘူးရောင်းမရမရှိတော့ဝယ်မရမရှိတော့ဝယ်ပြီးသားတွေလည်းဘဲတွေပြန်ကုန်ဝယ်ပြီးသားတွေလည်းပြန်ကုန်ဒါပဲလေဘယ်လိုက်ရှာမလို့ဘာပဲလို့ငါဘဲတွေပြန်သွားတယ်ဆိုထိုင်းငိုယုံမှလွဲလို့ကျွန်တော်တော့မရတော့ဘူးမရတော့ဘူးဒါဥပမာတမ်းကြတာပေါ့နော်နေလည်းမတိလို့ဝယ်မိတာပေါ့တိမဝယ်ဘူးပေါ့နော်ဟုတ်တယ်အဲ့ကျတော့မဝယ်တော့မလားမဝယ်နောင်သားကြီးလည်းရပြီငါဘဲမဟုတ်ဘူးဆိုလည်းတိသွားပြီဟုတ်တယ်မလားဟုတ်ပါအခုဘဲတစ်ကောင်တော့ကြမှာပြီနှစ်ပြီးစိတ်ပြီးတာနေပြီဘယ်တော့အဝါဘယ်အဖြစ်မဟုတ်ဘဲဝါပြီကောင်းဖြစ်တယ်ကျမချမ်းပါသည်ကျမချမ်းသာပါကျမရရရရကျမဆက်